မင်္ဂလာပါခင်ဗျားတို့ရုံးမှာတခါကြလို့ချင်းဘသူစီကနေခွင့်ပြုချက်တောင်းရမလဲမသိပဲနဲ့ဇဝေဇဝါဖြစ်နေတာမျိုးတွေရှိလားဒါမှမဟုတ်လို့ချင်းကိုကအလုပ်တစ်ခုခုပြီးသွားပြီဘသူစီကိုကျွန်တော်တို့ report တင်ရမှမသိဘူးဖြစ်နေတဲ့ကိစ္စမျိုးတွေရှိလားပေါ့နော်ဒါမျိုးတွေရှိရဆိုလို့ချင်း comment အောက်မှာမှတ်ခဲ့ပါကျွန်တော်ဒီနေ့ share နဲ့လုပ်ပေးသွားမှာတော့Lion Authority အကြောင်းကိုကျွန်တော် share လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒါကလည်းကျွန်တော်တို့ဒီ business တိုင်းမဖြစ်မနေတည်တင်တဲ့ကိစ္စလို့ထင်ပါတယ်။ Lion Authority ကတနည်းအားဖြင့်ကျွန်တော်တို့ဒီ chain of command လို့လည်းခေါ်ဆိုပါတယ်။ဒီ Lion Authority မှာဥပမာအားဖြင့်ပြောပြရမယ်ဆိုလို့ချင်းဘယ်လိုမျိုးလဲဆိုတော့ Lion Authority ဆိုတာ customer service တယောက်ကသူ့ supervisor ကိုကျွန်တော်တို့ report လုပ်မယ်ဒီ supervisor ကနေပြီးတော့ကိုယ့်ရဲ့ manager ကိုပြန်ပြီးတော့ report လုပ်မယ်ဒီ manager ကနေပြီးတော့သူ့ရဲ့အထက်လူကြီး driver ကိုကျွန်တော်တို့ပြန်ပြီးတော့ report လုပ်မယ်ဒါကကျွန်တော်တို့ step by step လုပ်ရမယ့် process တွေဖြစ်ပါတယ်ဒီလိုမျိုးလုပ်ခြင်းအဖြစ်ကျွန်တော်တို့ကဘာတွေကောင်းလဲပေါ့နော်နံပါတ်1ကျွန်တော်တို့ကကောင်းတာကတော့ clear communication ရှိတယ်ပေါ့နော် clear communication ရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတယောက်နဲ့တယောက် communication လုပ်တဲ့အခါရှင်းရှင်းလင်းလင်းပြပြတသားကျွန်တော်တို့ပြောဆိုဆက်သွယ်လို့ရတယ်နောက်တစ်ခုကျတော့ကျွန်တော်တို့ဒီတာဝန်ယူမှုတာဝန်ခံမှုအပိုင်းမှာလည်းကျွန်တော်တို့ကရှင်းလင်းမြင်သာစွာတွေ့ရပါတယ်ဥပမာကျွန်တော်တို့အခုနပြောခဲ့တဲ့အဆင့်40မှာဆိုလို့ချင်းလေ supervisor level မှာကျွန်တော်တို့က reporting နောက်ကြရဲဆိုလို့ချင်း supervisor level ကိုကျွန်တော်တို့ကတာဝန်ယူမှုတာဝန်ခံမှုရကျွန်တော်တို့တာဝန်ယူခိုင်းလို့ရပါတယ်နောက်တစ်ခုကျွန်တော်တို့အရေးကြီးတဲ့အပိုင်းကတော့ကျွန်တော်တို့စုံမချက်ချတဲ့အခါမှာပို့ပြီးတော့မြန်ဆန်သွားတာမျိုးကိုတွေ့ရပါတယ်ဒီလိုမျိုးကျွန်တော်တို့ process တွေကတဒန်းနဲ့သွားနေတဲ့အချိန်မှာတနေရာမှာ delay ရှိသွားပြီဆိုလို့ရှိရင်ဒီလူကတာဝန်ယူရမှာဖြစ်တဲ့အတွက်ဒီလူဒီကျွန်တော်တို့လိတ်တာတွေပြုတာတွေကျွန်တော်မဖြစ်တော့ဘူးသူဒီပုံမှန်တိုင်းသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ process တွေပို့ပြီးတော့ decision လုပ်တဲ့အပိုင်းတွေမှာပုံမြန်သွားနိုင်ပါတယ်နောက်တစ်ခုကျတော့ကျွန်တော်တို့ကရှုပ်ထွေးမှုကင်းတယ်ပိုးဝင်လင်းလင်းပြောရမယ်ဆိုလို့ချင်းလူတိုင်းကကိုယ့်ရဲ့အထက်လူကြီးကဘယ်သူလဲဆိုတာကိုသိတဲ့အတွက်အလုပ်လုပ်ရတာပို့ပြီးတော့အဆင်ပြေတယ်ဒီလူဆုံးမစဲချလိုက်တဲ့အခါကျလို့ဒီလူကဘယ်အချိန်မှာဆုံးမစဲချမလဲဘယ်လိုမျိုး process တွေမှာဘယ်လိုမျိုးရှိလဲဆိုတော့ကိုကသိနေတာဖြစ်တဲ့အတွက်clear ဖြစ်တယ်ကွယ်ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုလို့ချင်းတော့ကိုကဒီလိုမျိုးပဲကိုက supervisor ကိုကျွန်တော်ကြော်ပြီးတော့ manager စီကိုတိုက်ရိုက်သွားပြီးတော့ instruction လည်းပေးလို့မရမျက်စိရဲ့ကျွန်တော်တို့မြင်အောင်ကြည့်မယ်ဆိုလို့ချင်း Lion Authority ဆိုတာကျွန်တော်တို့ကကား main land ပေါ်မှာသွားနေတဲ့ကားလမ်းကြောင်းလိုမျိုးပဲကျွန်တော်တို့ကတစ်စီးနဲ့တစ်စီးကျွန်တော်တို့ဒီ timing ကိုက်နေအောင်ကျွန်တော်တို့မောင်းနေရမယ်အကွာအဝေးကိုကျွန်တော်တို့က9ပေဆို9ပေဟာပြီးမောင်းနေရမယ်ပြီးတော့တဲ့အခါမှာကျွန်တော်တို့က traffic jam ရှိရဆိုလို့ချင်းလဲ traffic jam မှာကျွန်တော်တို့ကသူ့အစီအစဉ်လိုက်သူတန်းစီနေရအပေါ်ကျောကနေအောက်ကျောဝင်ဝိုက်တာပဲဖြစ်အောက်ကျောကနေအပေါ်ကျောဝင်ဝိုက်တာပဲဖြစ်ကျွန်တော်တို့လုပ်လို့မရဒီလိုမျိုးလုပ်တဲ့အခါကျလို့ရှင်ဘာဖြစ်လဲဆိုတော့ကားပိတ်တာမျိုးဖြစ်တယ်ဒါကဘာနဲ့သွားတူလဲဆိုတော့ကျွန်တော်တို့ကလုပ်ငန်းမှာကျွန်တော်တို့အရင် delay ဖြစ်သွားတယ်ဆိုတော့ပြောချင်တာပေါ့နော်ဒီလိုမျိုးပဲကျွန်တော်တို့ကဒီလိုမျိုးကိုရီးယားတန်းစီပြီးသွားနေတဲ့အချိန်မှာကျွန်တော်တို့က U10 ကျွန်တော်တို့ white လို့လဲအဆင်မပြေဘူးဒါကတော့ကျွန်တော်တို့ Lion Authority ကိုမျက်စိတည်းမြင်သာထင်သာရှိမဲ့ဥပမာတစ်ခုပြောပြပေးတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ U10 white လိုက်တဲ့အခါမှာကျွန်တော်တို့ကကားပိတ်တာတွေ maybe ဒါမှမဟုတ်ကျွန်တော်တို့ accident ဖြစ်တာတွေဖြစ်နိုင်တယ်ဆိုလို့ကျွန်တော်ကတော့ accident ဆိုလို့ရှိရင်တော့ကျွန်တော်တို့ conflict ဖြစ်တာတွေဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာကျွန်တော်တို့ထိတ်ဆုံးမှာပြောရသလိုမျိုးပဲကိုက U10 white နေရလားဒါမှမဟုတ်လို့ချင်းအပေါ်ကျောကနေအောက်ကျောကိုဖြတ်မောင်းနေတာလားဆိုတာကိုရှိရဆိုလို့ချင်းပြန်သုံးသပ်ဖို့လိုပါတယ်ကျေးဇူးတင်ပါတယ်